ဒီနေ့ကတော့ viewer မှာမျက်နှာ treatment လေးလာယူတာပဲဖြစ်ပါတယ်ပထမဆုံးလုပ်ပေးတာတော့ Axiom treatment လေးပါဒီ treatment လေးကမျက်နှာကို lifting ဖြစ်သွားစေတဲ့အတွက်ပေါ့နော်လေပင်ရောမျက်နှာလေးရောတိတိကျကျကလေးနဲ့ smile line တွေလည်းပျောက်တယ်ဝက်ချန်တွေလည်းပျောက်ပြီးတော့အရန်ပဲ glow စေတဲ့ effect ကိုရပါတယ်နောက်တစ်ခုကတော့ cream လေးလိမ့်ပြီးတော့ massage လုပ်ပေးတာပဲဖြစ်ပါတယ်အဲ့တော့ပင်မနွမ်းနယ်မှုတွေလည်းအရန်ပြေပျောက်ပြီးတော့အရန်ကို glow glass skin လေးကိုရရှိတာပဲဖြစ်ပါတယ်ဒါကတော့ peeling လုပ်ပေးတာပေါ့နော်ဒီ peeling လို့တော့ပြောလို့မရပါဘူးမျက်နှာမှာဆက်ချင်းရရရင်ဘာမှမရှိဘူးပေါ့နော်မျက်နှာလေးအရန်နေလို့ကောင်းပါတယ်ဒါလေးကတော့လေဆာအပျော့စားလေးပဲဖြစ်ပါတယ်ဒီလေဆာလေးကတော့နည်းနည်းလေးတော့စူးတာပေါ့နော်ပြီးသွားတဲ့အချိန်မှာ max အေးလေးကပ်ပြီးတော့မျက်နှာလေးကိုမီးလေးပေါ့နော်ခဏလေး10မိနစ်15မိနစ်လောက်လေးပြပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ချိန်မှာရလာတဲ့ result ကအရန်ကိုတိတာထူးခြားစေပါတယ်ဒီမှာပဲကြည့်လိုက်ပါတော့ရှင်မလုပ်ခင် before မရိုက်လိုက်ရလို့ပေါ့နော်တေချာလေးကြည့်ပါမျက်နှာလေးလုံးဝမလုပ်ခင်ကပြဲကွင်းနေတဲ့မျက်နှာနဲ့အခုချက်ရက်ကက်ကလေးနဲ့ glow glass skin ရတဲ့မျက်နှာလေးပေါ့နော်ရေတက်ပြေဝမျက်နှာလေးရပါပြီ